testosterone hormone ကြားဟော်မုန်းအကြောင်းတကယ်လို့ခင်ဗျားကဂျင်ကိုပုံမှန်သွားတယ်ပြင်းပြင်းထန်ထန်လဲလေ့ကျင့်ငယ်တွေလုပ်နေပါရဲ့နဲ့ဘာလို့ရလက်ကမတိတာတာလဲရလက်တွေဘာလို့နှိကွေးနေရတာလဲအဲ့ဒီပြင်ခင်ဗျားကတနေ့အားမရှိဘူးခံစားနေရမယ်ပြင်မှန်းနဲ့ຫນွေမဲ့စိတ်ခံစားချက်တွေပါလေးလံထိုင်းမိုင်းနေတယ်ဆိုတော့အဲ့ဒီအချိန်မှာခင်ဗျားစိတ်ထဲမှာငါဘာများဖြစ်နေတာလဲတခုခုတော့မှားနေပြီဆိုတာမျိုးခံစားမှုကြမှာဒါတွေအလုံးရဲ့အဓိကတရားခံကတော့ကျွန်တော်ခန္ဓာကိုယ်ထဲမှာရှိတဲ့testosterone hormone ကြားဟော်မုန်းပမာဏကြောင့်ပဲဖြစ်ပါတယ်။ testosterone hormone တွေကကျွန်တော်ခန္ဓာကိုယ်မှာရှိတဲ့ကြွက်သားတွေကိုပုံမှန်ကြီးထွားစေဖို့နဲ့ပျက်စီးသွားတဲ့ကြွက်သားမြင်တွေကိုပြန်လည်ပြုပြင်နိုင်စေဖို့ကိုအဓိကလှုံ့ဆော်ပေးတဲ့ဟော်မုန်းပဲဖြစ်ပါတယ်။ဒါတွေမှာကကျွန်တော်တို့ရဲ့ metabolism ဇီဝဖြစ်စဉ်အတွက်လည်းမရှိမဖြစ်လိုအပ်ပါတယ်။ testosterone hormone ပမာဏများလေလေ metabolism လည်းမြန်လေလေပါပဲ။ metabolism မြန်ရင်ကျွန်တော်ခန္ဓာကိုယ်ကနေပြီးတော့အဆီလောင်ကျွမ်းနှုံးလည်းမြန်မှာဖြစ်ပါတယ်။ဒါအပြင်ကျွန်တော်တို့ရဲ့စိတ်ခံစားချက်တွေတက်ကြွလန်းဆန်းနေစေဖို့လည်း testosterone hormone ကကူညီပေးပါတယ်။ဒါကြောင့်မလို့ testosterone hormone ဟာကျန်းမာရေးအတွက်အလွန်အရေးပါပြီးတော့ testosterone hormone level မျှတမှုမရှိရင်ကျန်းမာတဲ့ lifestyle တစ်ခုကိုရနိုင်မှာမဟုတ်ပါဘူး။ testosterone hormone တွေရဲ့90% ကိုအမျိုးသားတွေရဲ့ testy ဝေးစေးကနေပြီးတော့အဓိကထုတ်လွှတ်တာဖြစ်ပြီးတော့ကျန်တဲ့ 10% လောက်ကိုတော့ adrenal glands တွေကနေထုတ်လုပ်တာဖြစ်ပါတယ်။အမျိုးသမီးတွေအနေနဲ့ကတော့ ovary တအိမ်နဲ့ adrenal glands ပြီးတော့ peripheral tissue တွေကနေပြီးတော့ testosterone hormone ကိုထုတ်လုပ်ပါတယ်။ဒါပေမဲ့အမျိုးသမီးတွေကအမျိုးသားတွေရဲ့10ပုံ10ပုံလောက်သာ testosterone hormone ကိုထုတ်လုပ်နိုင်ကြတာဖြစ်တဲ့အတွက်ပြင်းပြအပြင်အမျိုးသားတွေထက်အရွယ်စားပိုသေးတာကြွက်သားပမာဏပိုနည်းနေကြတာဖြစ်ပါတယ်။ဒီလို testosterone hormone ရဲ့စွမ်းဆောင်ရည်မြင့်မားမှုကြောင့်ကာယပလအားကစားသမားတွေနဲ့ fitness လောကမှာရှိတဲ့အားကစားသမားတော်တော်များများဟာ testosterone hormone ကို PED performance enhancing drug တနည်းအားဖြင့် steroid အနေနဲ့ယနေ့ချိန်ထိသုံးစွဲနေကြတာဖြစ်ပါတယ်။ testosterone hormone ဟာဟော်မုန်းသက်မဟုတ်ဘဲနဲ့ကျွန်တော်တို့ကိုယ်ကျန်းမာတန်ဆွမ်းစေပြီးတော့တက်ကြွနေစေဖို့ကူညီပေးတဲ့ခန္ဓာကိုယ်တွင်းကစွမ်းရည်တစ်မျိုးဖြစ်ပါတယ်။ဒါကြောင့်မလို့ testosterone hormone တွေမျက်မှတ်တထုတ်လွှတ်နိုင်ဖို့ကိုအထူးဂရုစိုက်သင့်ပါတယ်လို့မှတ်ကြားရင်းနဲ့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ကျွန်တော်တို့ FGFN channel လေးကနေပြီးတော့နေ့စဉ် fitness နဲ့ပတ်သက်တဲ့သတင်းအချက်အလက်နဲ့အယူအဆမှာတွေကိုသိပ္ပံနည်းကျရှင်းလင်းဖော်ပြပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ channel လေးကို subscribe လုပ်ထားပြီးတော့တခြားသိချင်တာများလည်း comment မှာဝင်ရောက်မြင်သွားလို့ရပါတယ်။အဆုံးထိကြည့်ပြီးတာကျေးဇူးတင်ပါတယ်။